က်သွန်မိတ်လေးတွေကိုရေဆေးပြီးတော့မှရေတက်နိုင်သမျှကုန်သွားအောင်လို့ခါစစ်ပြီးမှလက်တစေအရှိခံပြီးမယ်ခေါင်းဖြုတ်ထားတဲ့ပဇွန်လေးတွေပါကျမကတော့ပြုတ်ပြီးသားပဇွန်လေးတွေပဲဝယ်လို့ရတဲ့အတွက်ပြုတ်ပြီးသားကိုသုံးပြီးမယ်ပဇွန်အစိမ်းကိုသုံးလို့လည်းရပါတယ်ရှင်ပဇွန်လေးတွေကိုလည်းတက်နိုင်သမျှရေမကြအောင်စစ်ပေးထားပါမယ်ကြက်သွန်ဖြူနဲ့ကျင်းထောင်းထားမယ်နောက်ထပ်လိုအပ်တာလေးတွေကတော့စာကောင်းညင်းမုတ်ဆန်မုတ်နဲ့ရေလေးတို့ပဲဖြစ်ပါတယ်ရှင်ပါဝင်ပစ္စည်းလေးတွေအားလုံးကိုစလုံးထဲထည့်ရေကတော့ကြက်သွန်မိတ်တွေပဇွန်တွေဆေးပြီးကြံတဲ့ရေတွေမတူနိုင်တဲ့အတွက်တစ်ခွက်ခန့်လို့ပြောထားပြီးမြဲတစ်ခါတည်းမထည့်ဘဲနဲ့ချင်းချင်းပြီးထည့်ပေးရပါမယ်ရှင်နှံ့သွားအောင်လို့နှည့်ပေးမယ်အကြော်လေးကြွကြွရရဖြစ်စေဖို့အတွက်မုံနဲ့ရဲ့အနေထားကောင်းညင်းမုတ်ဆံမုတ်တွေများရေနေပြီးတော့မှပြပြခက်ခဲကြီးဖြစ်မနေဖို့လိုပါတယ်ကင်တွယ်ပုံတွင်ရခဲ့တဲ့အရေနည်းနည်းများနေတဲ့အနေအထားမျိုးလေးပါနေပြီးပြီဆိုရင်10မိနစ်15မိနစ်ခန့်နှက်ပေးထားပါမယ်စီလေးဒီအနေထားလောက်ပူပြီးဆိုရင်ကြော်လို့ရပါပြီအလယ်လက်ထက်များတဲ့မီးပူနေကြော်ပါတယ်ကင်တွယ်ပုံတွင်ရခဲ့တဲ့မုံနဲ့အနေထားဆိုတာဒီလိုမျိုးလေးကိုဆိုလိုတာပါရှင်3မိနစ်ခန့်ဒါမှမဟုတ်အောက်ဘက်ကမှာစားပြီးမှနောက်တစ်ဖက်လမ်းပါမယ်ဟိုဘက်ဒီဘက်ကိုလိုတလိုလှန်ကြော်ပေးပါမယ်ရှင်နှစ်ဖက်လုံးဒီလိုအယောင်လေးပြောင်းပြီးဆိုရင်စီစစ်10ထုတ်လို့ရပါပြီကြော်တဲ့အချိန်က10မိနစ်ခန့်ရှိပါတယ်မီးပူတွေမတူတဲ့အတွက်အချိန်ကွာခြားမှုရှိနိုင်ပါတယ်ရှင်ကျန်တာလေးတွေကိုလည်းဒီလိုပဲကြော်ပါမယ်ရှင်တခါလည်းမကြော်ချင်ဘူးဆိုရင်တော့မုံနစ်လေးတွေကိုလေလုံးဘူးလေးတဲ့ထဲရေခဲတစ်ထားတဲ့တင်ပြီးတော့မှကြော်လဲအဆင်ပြေပါတယ်တရက်လောက်ကတော့ကောင်းကောင်းထားခံပါတယ်ရှင်